မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုထဲမှာတော့အိမ်မှာတင်အလွယ်တကူလိုက်လုပ်လို့ရပြီးမိမိစံသားကိုတိတိတတ်တာကျန်းမာတန်ဆွမ်းစေမယ် hair care routine အစဉ်စဉ်ကိုအသေးစိတ်မျှဝေပေးထားတာပဲဖြစ်ပါတယ်စပင်ကျွတ်လို့စိတ်ညစ်နေရသူတွေစံသားချုပ်ပြီးဖွာနေတဲ့သူတွေအတွက်အသုံးဝင်မဲ့နီလန်းကောင်းလေးတွေမို့အဆုံးထိကြည့်ပေးဖို့လဲဖိတ်ခေါ်ပါတယ်ရှင်အရင်ကဆိုရင်ကိုယ်တိုင်လဲစပင်တွေအရန်ကျွတ်တာစံသားချုပ်ပြီးဖွာတာမျိုးတွေကြုံခဲ့ရဘူးပါတယ်ဒါပေမဲ့အခုပြောပြမယ်နီလန်းလေးတွေကိုတေချာလိုက်လို့ပြီးတဲ့နောက်မှာတော့စပင်ကတိတိတတ်တာပျော်ပြောင်းပြီးကျန်းမာတန်ဆွမ်းလာတာကိုတွေ့ရပါတယ်ဒါကြောင့်ချစ်ရတဲ့သူတွေကိုပါပြန်ပြီး share ပေးခြင်းလို့ဒီဗီဒီယိုလေးကိုတင်ပြပေးလိုက်ပါတယ်နော်ဟုတ်ကဲ့ပါပထမဦးဆုံးအဆင့်ကတော့စပင်ကိုခေါင်းမလျှော်ခင်မှာလူအများစုကခေါင်းမဖိတတ်ကြပါဘူးစပင်မလျှော်ခင်ဖိပေးခြင်းအားဖြင့်စပင်အရှုပ်အထွေးတွေပြေသွားပြီးတော့လျှော်တဲ့အခါမှာစပင်ကျွတ်တာတတ်တာစေပါတယ်နောက်ထပ်ပြောချင်တာကတော့အပတ်တိုင်းမဟုတ်ရင်တော့တစ်ပတ်ကိုတစ်ကြိမ်ဒါမှမဟုတ်နှစ်ပတ်ကိုတစ်ကြိမ်ခေါင်းမလျှော်ခင်မိနစ်30အလိုမှာစံသားအတွက်ကောင်းမွန်တဲ့တဘာဝအစီဥပမာအုံးစီတန်လွင်စီဒါမှမဟုတ်အာဂန်စီလိုမျိုးစီလေးတွေကိုစံသားရဲ့အစွန်အဖျားနဲ့ဥယျာဉ်ပြားတွေကိုနှိမ့်နယ်ပြီးတော့လူပေးခြင်းကစံသားရဲ့အဆိုဓာတ်ကိုလုံလောက်ပေးတာကြောင့်စပင်ဖွာခြင်းမှာကာကွယ်ပေးပါရရှင်ဒုတိယအချက်အနေနဲ့ကတော့ခေါင်းလျှော်တဲ့အပိုင်းမှာအရေးကြီးတာကခေါင်းလျှော်ရည်ကိုဥယျာဉ်ပြားပေါ်မှာပဲအဓိကပုတ်တိုက်ပေးရပါမယ်စပင်အဖျားတွေကိုအရန်ကြီးပုတ်တိုက်ပြီးလျှော်ရင်စံသား6သွေးစီတက်လို့ပါခေါင်းလျှော်ပြီးတဲ့အချိန်မှာတော့ပျော့စေဒါမှမဟုတ်ပေါင်းစေ hair treatment သုံးဖို့လုံးဝမမေ့ပါနဲ့နော်ပျော့စေကိုတော့ဥယျာဉ်ပြားနဲ့လွတ်အောင်စပင်အလဲနဲ့အဖျားပိုင်းကိုပဲလူပေးရပါမယ်2မိနစ်3မိနစ်လောက်ထားပြီးရင်တော့ရေအေးလေးနဲ့စင်ကြယ်အောင်ပြန်ပြီးဆေးချလိုက်ပါနော်ခေါင်းလျှော်ပြီးတဲ့အချိန်မှာတော့စပင်ကိုအကြမ်းပတမ်းရိုက်တုပ်တာမျိုးလုံးဝမပြုတ်လို့ပါနဲ့နော်စပင်ကစိုးနေတဲ့အချိန်မှာစံသားအားနည်းဆုံးအချိန်မို့အသာရပဲဖိတုပ်ပေးပါပြီးရင်တော့စပင်မ6တ6အချိန်မှာစံသားအားဖြင့်စီရန်သို့မဟုတ်ဟဲကုတ်လေးတွေကိုစပင်အဖျားအနားလေးတင်တုပ်ပေးပါ hair dryer သုံးမယ်ဆိုရင်လေအပူချိန်အရန်မပြင်းနဲ့လေအေးသို့မဟုတ်လေနွေးလေးနဲ့ပဲမှုတ်ပေးတာကစံသားမပြတ်စီအောင်ကာကွယ်ရာရောက်ပါရဲ့ရှင်ဟုတ်ကဲ့ပါညဘက်မအိတ်ခင်အချိန်မှာကျက်ဆံမီးလေးပြရောချစ်ပြီးတော့အိတ်ချင်းအားဖြင့်မနှက်နိုးလာတဲ့အခါမှာလဲစပင်ကျွတ်ချင်းမှာကာကွယ်ပေးပါရနော်ကဲဒါကတော့ဇွန်ကိုယ်တိုင်ပုံမှန်လုပ်ဖြစ်တဲ့ရိုးရှင်းပြီးထိရောက်တဲ့စပင်ထိမ့်သိမ်းနည်းလေးတစ်မျိုးပဲဖြစ်ပါတယ်စပင်လှဖို့ဆိုတာဈေးကြီးတဲ့ဆိုင်တွေသွားစရာမလိုပဲအိမ်မှာတင်ပုံမှန်လေးဂရုစိုက်ပေးုံနဲ့တင်လုံလောက်ပါတယ်နော်ဟုတ်ကဲ့ပါနောက်ထပ်လည်းဗဟုသုတရစရာအစီအစဉ်များကိုတင်ဆက်ပေးသွားမယ်ဒီ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့မမေ့ပါနဲ့ဦးရှင်အားလုံးပဲလှပကျန်းမာတဲ့စံသားလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေတတား